ဆိုတော့ပထမဆုံးအချိန်ပေါ့နော်ဒီဆိုရတဲ့အတွက်ဝန်တာပါတယ်နောက်ဆုံးအချိန်မဖြစ်ဖို့လည်းမျှော်လင့်ပါတယ်โอเคဆိုတော့ကျွန်တော်ဒီနေ့ဗျာဒိတ်21မှာပါတဲ့မြို့တစ်မြို့အကြောင်းကျွန်တော်ပြောပြမယ်အဲ့ဒါတွေပြောပြမယ်ဆိုတာတက်ဆင်ခြင်မယ်ပေါ့နော်ဗျာဒိတ်21ပေါ့အဲ့တော့ပထမဆုံးအချိန်ဒီဇွန်မှာစဝင်ရတာနဲ့ဗျာဒိတ်ချမ်းကစတယ်ဆိုတော့ပြီးသွားပြီလို့မထင်ပါနဲ့လို့နော်ဆိုတော့ဗျာဒိတ်21မှာမြို့အကြောင်းပြောထားတယ်ဆိုတော့ကျမ်းစာမှာမြို့တွေအများကြီးနာမည်တွေအများကြီးရှိပေမဲ့ကျွန်တော်တို့အခြေခံအားဖြင့်သိရမယ်မြို့2မျိုးရှိပါတယ်မြို့မျိုးစား2မျိုးရှိတယ်တစ်မျိုးကခိုလုံရမြို့ဖြစ်တယ်နောက်တစ်မျိုးကယေရုရှလင်မြို့သစ်ဖြစ်တယ်ဒါပြောချင်တယ်ကျွန်တော်ယုံကြည်သူမှန်ရင်မြို့မျိုးစား2မျိုးကိုသိရမယ်ပထမတစ်မျိုးကမိခိုရာမြို့ဒီနေ့အဖြစ်ခိုလုံရမြို့ပေါ့နောက်တစ်မျိုးကတော့ယေရုရှလင်မြို့သစ်ဖြစ်တယ်အဲ့တော့မိခိုရာမြို့ကကြတော့ဘယ်သူတွေအတွက်တည်တာလဲဆိုတော့အမှတ်တမဲ့ရွယ်ချက်မရှိပါဘူးနဲ့လူတက်ကိုတတ်မိတဲ့တေသားတေစီအပြစ်ဒဏ်ကြခံတဲ့သူတွေပြန်ပြောချင်ပါတယ်ရွယ်ချက်မရှိဘဲနဲ့အမှတ်တမဲ့လူအသက်ကိုတတ်မိတော့တေသားတေစီအပြစ်ဒဏ်ကြသောသူတွေထွက်ပြေးပြီးတော့မှအဲ့ဒီမြို့ထဲကိုပြေးဝင်ခိုလုံရင်လွတ်မြောက်စေတဲ့မြို့ကိုဆိုလိုပါတယ်အဲ့ဒါကိုမိခိုရာမြို့လို့ခေါ်ပါတယ်မောရှိကိုဘုရားတည်ခိုင်းရွယ်ချက်ရှိအပြစ်ကိုလုပ်ခဲ့တာမဟုတ်ဘဲနဲ့အမှတ်တမဲ့ဖြစ်သွားတဲ့အရာလို့ဆိုလိုပါတယ်ဘာရွယ်ချက်မှမရှိအဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမွေးကလေးကအပြစ်သားလို့ကျမ်းစာကဆိုပါတယ်နော်အပြစ်သားဆိုတော့ဧဝံဂေလိဆရာတွေကတရားဟောရင်ခမင်းသိရင်ပဲသွားမလဲမင်းအပြစ်သားဖြစ်တယ်သူပြောမှပဲကိုကသိတယ်သူပြောမှပဲငါလည်းဘာမှမလုပ်ရသေးဘူးသိရင်အော်တိုမက်တစ်ငရဲသွားရမယ်ဆိုတော့မင်းအပြစ်ဝမ်းထဲမှာကိုတော့ဘာမှမသိရသေးဘူးမွေးလာတာတော့မှဥပမာဆိုပါစို့ကျွန်တော်ဆိုလို့ရှိရင်နော်ကျွန်တော်ကျောင်းမှာတက်တဲ့သူတွေလည်းသိတယ်အတင်းတော်လူတွေလည်းသိတယ်ဆရာကဘာလူမျိုးလဲတဲ့အဲ့လောက်ရှင်းပြလဲအခုထက်ထိကိုမေးတော့ဆိုတော့အဖေကပိုးကြီးရင်အမေကဗမာရုပ်ကြည့်တော့ချင်းရုပ်ထွက်တယ်ဆိုတဲ့အခါကျတော့ဆရာကလည်းဘလူးကြီးမှကျွန်တော်မှမသိဘူးလေသူတို့ကသူနှစ်ယောက်ပေါင်းမွေးထားတာကိုမွေးရတာမဟုတ်လားအဲ့ဒါရွေးချယ်ရတာမဟုတ်ဘူးလက်ခံရတာပြန်ပြောချင်တယ်မွေးဖွားခြင်းဆိုတာရွေးချယ်ရတာမဟုတ်ဘူးလက်ခံရတာနိုင်ငံသားကြည့်လိုက်တော့လည်းမှတ်ပုံတင်ထဲမှာမြန်မာနိုင်ငံသားတဲ့အဲ့ဒါလည်းလက်ခံထားတာကျွန်တော်ရွေးတာမဟုတ်ဘူးကို့အဖေနဲ့မေကမြန်မာနိုင်ငံမှာနေပြီးကိုမွေးလာတာဒီကနေ့အပြစ်သားဖြစ်ခြင်းဆိုတာကျွန်တော်တို့ရည်ရွယ်ချက်ရှိနဲ့ဖြစ်လာတာမဟုတ်ဘူးကျွန်တော်တို့ကလက်ခံလိုက်ရတာအပြစ်သားဖြစ်ခြင်းကိုရွေးချယ်ခြင်းနဲ့လက်ခံခြင်းအဲ့နှစ်ခုကိုသိချစဉ်းစားဆင်ခြင်စေခြင်းနဲ့ဟုတ်ပြီနော်တချို့သောအရာတွေကကျွန်တော်တို့ရွေးချယ်ထားတာမဟုတ်ဒီကနေ့ကျွန်တော်တို့နိုင်ငံကြုံနေရတဲ့အခက်အခဲပြဿနာတွေဟာကျွန်တော်တို့ရွေးချယ်လိုက်တဲ့ကိစ္စတွေမဟုတ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုကျွန်တော်တို့လက်ခံလိုက်ရတာဒါပေမဲ့တချို့သောအရာတွေကတော့ကျွန်တော်တို့လက်ခံလိုက်ရတာမဟုတ်ဘူးကိုယ်တိုင်ငင်းဆန်လို့ရပါမယ်ကိုယ်တိုင်ကျွန်တော်ဘာလို့လဲဆိုရင်ရွေးချယ်လိုက်တဲ့ကိစ္စဖြစ်တယ်ဆိုတော့သခင်ယေရှုခရစ်တော်ဟာလဝါကတ်တိုင်ကိုအမှတ်တမဲ့ရောက်သွားတာမဟုတ်ဘူးရည်ရွယ်ချက်ရှိရွေးချယ်ခဲ့တာဖြစ်တယ်မြေကြီးပေါ်ကိုအမှတ်တမဲ့ရောက်လာတာမဟုတ်ဘူးရည်ရွယ်ချက်ရှိမြေကြီးကိုရွေးချယ်ခဲ့တာဖြစ်တယ်သင်ကိုအမှတ်တမဲ့လမ်းကြုံလို့ကယ်ခဲ့တာမဟုတ်ဘူးရည်ရွယ်ချက်ရှိရွေးချယ်ခဲ့တာဖြစ်တယ်သို့တော့ကျွန်တော်တို့ကကြတော့အပြစ်သားဖြစ်တယ်ဆိုတာကရည်ရွယ်ချက်ရှိနဲ့မလီငါတို့တော့ဒီမွေးကလေးကကွာ professional အပြစ်သားဖြစ်ဖို့ငါတို့ရွေးချယ်မယ်ဆိုတဲ့လူတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးရှိလို့ရှိရင်လည်းကျွန်တော်လေးစားတယ်နော်ရှိရင်လည်းလေးစားတယ်နော်အဲ့တော့အမှတ်တမဲ့အဲ့တော့ကျွန်တော်တို့အပြစ်သားဖြစ်ဖို့ရည်ရွယ်ချက်မရှိပါဘူးသို့တော့မွေးကလေးကအပြစ်သားဖြစ်လာတယ်အမှတ်တမဲ့ပဲဖြစ်ဘလို့ပဲဖြစ်နှုတ်ဘတ်တော်ကတော့အပြစ်တရားကြီးအခ consequence of sin အပြစ်တရားကြီးအခကတေခြင်းပေသည်ဆိုတော့အမှတ်တမဲ့လူအပြစ်တေစားတေစီအပြစ်ကိုကျွန်တော်တို့ကခံရအမှတ်တမဲ့ဖြစ်လာတယ်သို့တော့မောရှေကိုဖခင်ကမှားထားတယ်အဲ့လိုအမှတ်တမဲ့တေစားတေစီအပြစ်ဒဏ်ခံရတဲ့သူတွေပြေးဝင်ခိုလုံဖို့အတွက်မြို့ကိုတည်ပါတဲ့အဲ့ဒီမြို့ကိုမိခိုရာမြို့ဒီနေ့အဖြစ်ခိုလုံရာမြို့လို့ခေါ်တယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့ကြောင်းဖွင့်တဲ့အခါမှာကျွန်တော်ဖွင့်ထားတဲ့ area တိုင်းစားမလောက်ကနေရာလေးကိုကျွန်တော်ဘယ်လိုရေးထားလဲဆိုရင်ခိုလုံရာမြို့ဆိုပြီးရေးထားတယ်ဟုတ်လား
ဘဝမှာဆုံးရှုံးတဲ့သူတွေအားနေတဲ့သူတွေခုကိုရမဲ့တဲ့သူတွေဘလို့လူပဲဖြစ်ဖြစ်ကြိုက်တဲ့သူလာပါဒီညမှာနေပါစားပါတောက်ပါတဲခုပါရပါတယ်တစ်သက်လုံးနေချင်လဲရတယ်ခဏတာအမောပြေစီပဲဆိုလဲရတယ်ပြီးရင်ထားခဲ့ပြီးထွက်သွားရင်လည်းရတယ်ဆိုပြီးတော့မှကျွန်တော်အဲ့ဒီနေရာလေးကိုကျွန်တော်စိတ်ရှည်လက်ရှိနဲ့အကြာကြီးတည်ဆောက်ခဲ့တာဖြစ်တယ်အဲ့ဒါပထမမြို့ဖြစ်တယ်ခလုန်ရမြို့အဲ့တော့တနည်းအားဖြင့်ယေရှုခရစ်တော်ဒီကျွန်တော်တို့အပြစ်သားတွေပြေးဝင်ခိုလုံလွတ်မြောက်ရာခိုလုံရာမြို့ဖြစ်တယ်ဟာလေလုယာတရားခံဖြစ်သောကျွန်ုပ်ကိုအမွေခံအဖြစ်သို့ရောက်စေတာအဲ့ဒီခိုလုံရာမြို့ကြီးဟူသောခရစ်တော်ဖြစ်တယ်အဲ့ဒါဒီကျွန်တော်တို့အတွက် basis ဖြစ်တယ် Christian foundation ဖြစ်တယ်ကျွန်တော်သိရမှာကကယ်တင်ခြင်းဆိုတာအမျက်မဟုတ်ဘူးအရင်ကယ်တင်ခြင်းဆိုတာအမျက်ရတာမဟုတ်ဘူးအရင်ကိုရှုံးသွားတဲ့အေရီဥယျာဉ်မှာတော့ကရှုံးသွားတဲ့အသက်ကိုပြန်ရတာအဲ့ဒါအရင်ပဲရတာကျွန်တော်တွေကစီဝါရေးလောက်တာတိတ်ကျွမ်းတာစရင်အရာမြတ်တယ်လက်ထဲမှာပတ်စံပဲမရှိတာနော်အဲ့တော့ကျွန်တော်တို့ကြားဥပါတယ်ကရင်ဈေးအောင်ဖင်အောင်လောက်ဆိုတာလေနော်အဲ့လိုမျိုးစရင်ထဲမှာတော့မြတ်တယ်ပတ်စံပြကြီးမရှိပြန်ဘူးစရင်ထဲမှာတော့မြတ်တယ်အဲ့တော့ကိုရှုံးသွားတဲ့အသက်ကိုပြန်ရတာအရေးအဲ့ဒါအမြတ်မဟုတ်ဘူးကယ်တင်ခြင်းရရင်ကျွန်တော်အမြတ်ရပြီလို့ထင်တယ်ဒီကောင်မော်တို့မက်ဆေ့ချင်တယ်စပြည့်ခတ်ကိုလိုချင်မှတော့အခက်ကိုခုတ်မနေဘူးဒီတိုင်းပဲထားမှာစပြည့်ခတ်ကိုခုတ်လို့စပြည့်ခတ်ပဲပြန်ထွက်လာရင်အဲ့ဒါအရင်မဲ့ရတယ်လို့ခေါ်တယ်စပြည့်ခတ်ကိုခုတ်ပြီးစပြည့်ခတ်နဲ့တူအသီးပါထွက်မှာအဲ့ဒါအမျက်ရတယ်ပြောချင်တယ်စပြည့်ခတ်ကိုခုတ်လို့အခက်ပဲပြန်ထွက်ရင်အရင်စပြည့်ခတ်ကိုခုတ်လို့အခက်ဒီမကဘူးအသီးပါပြန်ထွက်လာရင်အဲ့ဒါဗာလဲအမျက်လို့ခေါ်တယ်နော်အဲ့တော့ကိုရှုံးသွားတဲ့အသက်ကိုပြန်ရတာအဲ့ဒါအရင်ကိုရှုံးသွားတဲ့အသက်နဲ့တူထာဝရဘုရားရဲ့အသက်ဒီဟုသော abundant life ကိုပါရမှာအဲ့ဒါကိုအမျက်လို့ခေါ်တယ်သားတစ်ပါးကိုစွန့်လို့သားတစ်ပါးပဲပြန်ရရင်အရင်သားတစ်ပါးကိုစွန့်တယ်သားအများကိုပြန်ရရင်အမျက်ဖြစ်တယ်ဟာလေလုယာဘုရားကစွန့်လိုက်တာတစ်ပါးပဲစွန့်တာဘုရားကစွန့်လိုက်တာတစ်ပါးပဲမျိုးစေ့တစ်စိပဲလို့ဟုတ်ပြီနော်တစ်စိပြန်ရဖို့အတွက်တစ်စိပဲစိုက်တယ်ဟေးဆိုလို့ရှိရင်စီးပွားရေးလုပ်မနေတဲ့တော့လေတစ်ကြက်ရကြလို့တစ်ကြက်ရင်းနေဆိုအဲ့ဒါစီးပွားရေးလုပ်တာမဟုတ်ဘူးအဲ့ဒါနော်အဲ့ဒါစီးပွားရေးလုပ်တာမဟုတ်ဘူးစီးပွားရေးသမားတွေမှာဖယားသခင်ကိုဘယ်သူမှမမီဘူးနော်ဖယားကအမျက်ပဲလုပ်ချင်တာအမျက်ပဲလုပ်ချင်တာနော်တသိန်းရောက်လို့တသိန်းရင်းလိုက်လို့တသိန်းပြန်ရရင်အဲ့ဒါအရင်မရတာတသိန်းရင်းလိုက်လို့တသိန်းခွဲရရင်အမျက်တသိန်းကအရင်9000ကအမျက်တသိန်းရင်းလိုက်လို့8000ရရင်ရှုံးတယ်တသိန်းကအရင်2000ရှုံးတယ်ပေါ့တချို့ကအယောင်းဝယ်လို့ရှုံးတာတချို့ကဘာမှမလုပ်ဖ ೇನೆ တယောက်တည်းနေထိုင်ရင်ရှုံးနေတဲ့သူတွေရှိတယ်နော်ဘာမှလည်းမလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့အလကားရတဲ့မကြီးကတက်ခုရောက်လာတဲ့အောက်ကဖက်နဲ့ဘသူခိုးသွားမှမသိဘူးတဲ့အဲ့တော့အလိုလိုတင်းရှုံးတယ်နော်တချို့တွေရတယ်တော့အဲ့တော့အလကားရတဲ့ဟာတဲ့အရင်ကြီးလောက်တာတော့မှဖက်နဲ့သူများခိုးသွားလို့ရှုံးတဲ့သူကတက်တက်ရှိသေးတယ်အဲ့တော့စပြည့်ခတ်ကိုခုတ်လို့စပြည့်ခတ်ပဲပြန်ထွက်ရင်အဲ့ဒါအရင်စပြည့်ခတ်နဲ့အတူအသီးပါရင်အမျက်တာရဝါကိုစွန့်လို့တပါးပဲပြန်ရရင်အရင်သားတစ်ပါးနဲ့အတူအများသောညီတီးဟူသောသားအများကိုပြန်ရရင်အဲ့ဒါပါလေအမျက်လို့ခေါ်တယ်အဲ့တော့ကယ်တင်ခြင်းရခြင်းဒီအရင်ပြန်ရတာအေဒီဥယျာဉ်မှာတော့ကအသက်ရှင်တဲ့တရဝါရီဟူသောအသက်ကိုပြန်ရတာအသက်ရှင်စေတတ်တဲ့ဝိညာဉ်ကိုမရသေးဘူးအဲ့ဒီကယ်တင်ခြင်းကစုံစမ်းခြင်းကိုမအောင်သေးတဲ့ကယ်တင်ခြင်းဖြစ်တယ်ကယ်တင်ခြင်းရတိုင်းစုံစမ်းခြင်းမအောင်ဘူးတော့သားတော်ကိုရမှစုံစမ်းခြင်းကိုအောင်တာဖြစ်တယ်ဟာလေလုယာလောကကိုအောင်တာကယ်တင်ခြင်းရတဲ့သူတွေလောကကိုမအောင်ဘူးသားတော်တိုင်းပါသောအသက်ကိုရတဲ့သူပဲလောကကိုအောင်တာအဲ့တော့ခိုလုံရာမြို့ဒီဟူသောခရစ်တော်အဲ့ဒီမြို့ထဲကိုပြေးဝင်ခိုလုံလို့ဟုတ်လားလွတ်မြောက်ခြင်းကယ်တင်ခြင်းဆိုတာအဲ့ဒါကအရင်ပဲရှိသေးတာအဲ့တော့ဒီနေ့ကျွန်တော်ပြောမဲ့မြို့ကယေရုရှလင်မြို့တစ်ကိုပြောချင်တာအဲ့တော့ပြောချင်တာယေရုရှလင်မြို့တစ်ပေါ့အရှိရဟာတွေကတော့ရှင်းပြရတယ်အလားတခုခုဆိုလို့ရှိရင်အစကိုပြန်သွားနေရတယ်ဒီပဲနိုင်ဝက်လောက်ကြာနော်အဲ့လိုမျိုးပေါ့နော်မနေ့ရှင်းပြနေရတယ်အဲ့လောက်ရှင်းပြလဲခဏနေပြန်မေ့တာပါပဲကျေးဇူးတော်ပဲနော်အဲ့လိုဆိုတော့ခါအခုပြောချင်တာကယေရုရှလင်မြို့တစ်ဒါတကြံခန်းကြီး27မှာပါပါတယ်မြို့တွေအကြောင်းလေ့လာတဲ့အခါမှာနော်ခုနလည်းဟလာခုနဆရာကျွန်တော်လည်းပြောတယ်စင်ကူရောက်ဘူးလားဆိုတော့ကျွန်တော်သဘောကျတဲ့အထက်မှာစင်ကူပါတယ်အရန်တန်လို့တော့အထက်ရောက်သွားလို့ရှိရင်အိုးတန့်ရှင်းတာဘလို့ခံစားရလဲဆိုကိုလူညစ်ပတ်လို့ခံစားရနော်အဲ့ထက်ရောက်သွားရင်ဘယ်သူမှလည်းဘာမှမပြောဘဲနဲ့လေ
ငါရေဟောချိုးခဲ့ရလားမသိဘူးအကိုညစ်ပတ်နေတဲ့ရေချိုးထားတဲ့ညစ်ပတ်တဲ့ကိုခံစားရတယ်ပနဆူလာရောက်မှပဲကိုနေသားကြတော့တယ်နော်အော်ငါမြန်မာပြည်မှာရောက်နေပါလားဆိုပြီးတော့မှစီတီဟောရောက်မှခံစားရတယ်မြန်မာတန်လေးတွေကြားတယ်ကိုယ်နံလေးတွေရတယ်မူးလိုက်တာအော်ငါမြန်မာပြည်ရောက်နေတာပဲကိုလူမျိုးတွေအများဆုံးမှာရှိလဲစီတီဟောမှာရှိတယ်ပနဆူလာမှာရှိတယ်အဲ့လိုမျိုးအဲ့တော့အော်စင်ကာပူရောက်ရင်လည်းမြန်မာနိုင်ငံရောက်တယ်လို့ခံစားလို့ရတဲ့နေရာရှိတာပဲမြန်မာပြည်ကိုလွှဲရင်အဲ့ကိုသွားတာပေါ့နော်အဲ့တော့ယေရုရှလင်မြို့ကလူတိဆောက်တဲ့မြို့မဟုတ်အဲ့ဒါကြောင့်အတိုင်းရှိပမာဏကိုလူအတိုင်းရှိပမာဏနဲ့တိုင်းလို့မရဘူးနှုတ်ကပတ်တော်ဆိုတာလူတွေးခေါ်နဲ့တော့တိုင်းလို့မရဘူးကောင်းကင်ကိုလည်းမြေကြီးနဲ့မတိုင်းရဘူးဘုရားကိုလူနဲ့မတိုင်းရဘူးဝိညာဉ်ကိုဇာတိနဲ့မတိုင်းရဘူးသူများကိုလည်းကိုယ်စိတ်နဲ့မနိုင်နဲ့နော်အဲ့တော့ဝိညာဉ်ကိုဇာတိနဲ့တိုင်းရင်ရိုင်းတယ်ကောင်းကင်ကိုမြေကြီးနဲ့နိုင်ရင်ရိုင်းတယ်ဘုရားကိုလူစိတ်နဲ့နိုင်ရင်ရိုင်းတယ်သူများကိုလည်းကိုယ်စိတ်နဲ့နိုင်ရင်ရိုင်းတယ်အဲ့တော့တချို့တွေကသူ့သားမဲတိုင်းလူတိုင်းကိုမဲတယ်ထင်တာနော်ကျွန်တော်ကမွေးကလေးကမဲတာမဟုတ်ဘူးနေဘူးတဲ့သွားလို့မဲတာအိမ်မနေဖြူတယ်ကျွန်တော်ကနော်အဲ့တော့ယေရုရှလင်မြို့ကလေမြို့ဆိုတော့လမ်းရှိတာပေါ့မြို့လမ်းမတို့ဒီတဲ့ကြည်လင်သောဖန်သားပြင်ကဲ့သို့သောရွှေစင်စပြီနော်မြို့လမ်းမတို့ဒီကြည်လင်သောဖန်သားပြင်ကဲ့သို့သောရွှေစင်ညီကောင်မောင်တို့တေချာမှတ်စေခြင်းနဲ့အဲ့ဒီရွှေမျိုးကဘာပေါ်မှာဘုသူစီမှာမရှိဘူးအဲ့ဒါတထုတွထွက်မဟုတ်ဘူးလားကျွန်တော်တို့ခုဝင်နေတဲ့ရွှေတစ်ကြက်သားဘလောက်ရော့တက်ကဘလောက်30သားဘလောက်ဘာညာအဲ့ဒီရွှေကိုပြောတာမဟုတ်ဘူးယေရုရှလင်မြို့ကရွှေကကြည်နေတာဖန်သားပြင်ကဲ့သို့သောရွှေတဲ့အဲ့ဒါကမြေကြီးကထွက်တဲ့ဟာမဟုတ်ဘူးနော်အဲ့တော့တချို့ကမြေကြီးကရွှေတဲ့ဟိုကောက်ငယ်ကရွှေကိုသွားတိုက်တဲ့ဒီမှာရှိသေးတယ်အဲ့တော့အခါကျလို့ရှိရင်ပြောရင်လည်းမကောင်းတော့ပါဘူးအဲ့ဒါပြောရင်လည်းရှင်းတယ်ဟုတ်ပဲထားလိုက်တော့နော်ကဲဟုတ်ပြီအဲ့တော့မြို့လမ်းမတွေကကြည်လင်တယ်ညီကောင်မောင်တို့ကတော့စင်ကြင်စေချင်ပါတယ်တစ်ဖက်နဲ့ဘာ brand စီးလဲမပြောနဲ့တင်ဘယ်လမ်းလျှောက်လဲပြောပြန်ပြောမယ်နော်တင်ဘာဖက်နဲ့စီးလဲမလီဖះเจ้าလျှောက်လာဖះเจ้าလာလို့ရှိရင်တချို့ကဖက်နဲ့တိုင်းသေးတယ်နေကဘာ brand လဲငါဘာ brand လဲခုံဖက်နဲ့ပဲစီးတောက်ဖက်နဲ့ပဲစီးနော်ဖះเจ้าသွားရင်မင်္ဂလာရှိတယ်တောက်ဖက်နဲ့လာလဲမင်္ဂလာရှိတယ်ခုံဖက်နဲ့လာလဲမင်္ဂလာရှိတယ်ဟာလေလုယာနော်ဒီကလည်းဖះเจ้าလာတာဗျာခုံဖက်နဲ့ကြီးတဲ့ဘာဖက်နဲ့စီးလဲရေးမကြည့်ဘူးဘယ်လမ်းလျှောက်လဲရေးကြည့်တယ်တချို့ကစီးလိုက်တဲ့ဖက်နဲ့ကအမှန်ကန်ဘယ်သွားမလို့လဲဆို KTV တဲ့ KTV သွားတာဗျာချီပလာတဲ့သွားလဲရလာပြီးနိုင်လာကြွားသေးတယ်နိုင်ဒေါ်လာ3000ပေးရတယ်ဖះเจ้าလာအများတော့ဒါဖះသားတယောက်ရဲ့တောင်းမဟုတ်ဘူးအချိန်လေးသားတာမဟုတ်ဖြစ်တယ်အချိန်မလေးသားရှင်တယောက်နိုင်ထောက်ရတယ်ပဲပတ်နော်နိုင်လာမကြွားနဲ့ဖះသားသမီးရဲ့ဂုတ်ကိုနေနဲ့လနဲ့မတိုင်းဘူးကျမ်းစာကဆိုတာပြီးသားဖြစ်တယ်နော်ကဲအဲ့တော့ထိုမြို့ဒီဗျာဒိတ်ခန်းကြီး21ဖြစ်ပါတယ်မြို့လမ်းမတို့ဒီကြည်လင်သောဖန်သားပြင်ကဲ့သို့သောရွှေစင်လမ်းတွေကကြည်လင်နေတယ်အဲ့တော့ညီကောင်မောင်တို့ကိုလမ်းကိုပြန်ကြည့်ရအောင်ဒီနေ့ကိုနေတရက်ပဲကြည်ခိုင်းနေတာမဟုတ်ငါလျှောက်တဲ့လမ်းတွေဟာကြည်လင်ရဲ့လားငါတွေးတဲ့တွေးတွေဟာကြည်လင်ရဲ့လားအယုတ်ဆွဆုံးပြောချင်တယ်ဖျားရှိခိုးရင်တော့ငါတောင်းတဲ့စုတွေဟာကြည်လင်ရဲ့လားတချို့ကစုတောင်းလိုက်ကောင်းတယ်ထင်နေတာတချို့ကတဲ့ကာမဂုဏ်ခံစားစရာကိုအလွဲတောင်းနေတဲ့ကျမ်းစာကစုတယ်ကျွန်တော်ထင်တာကစုတောင်းခြင်းကတကိုးလို့ထင်တာဘယ်နဲ့စုတောင်းခြင်းကတကိုးမလဲစုတောင်းခြင်းကတကိုးမှန်ပေမဲ့စုတောင်းခြင်းတိုင်းကတကိုးမဟုတ်ဘူးတချို့စုတောင်းနေခြင်းတွေကဖျားနားညောင်းတာမဟုတ်ဘူးနားကြီးတာအဲ့တော့ဖျားမတောင်းစေခြင်းတဲ့အရာကိုကတောင်းနေတာမှားတဲ့စုကိုတောင်းနေတာဒါပေမဲ့ तू ကမှန်တောင်းနေ तू မစုတောင်းမှန်တယ် तू မနဲ့တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်မနဲ့ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်မှန်စုတောင်းတယ်ဒါပေမဲ့ तू စုတောင်းချက်ကမှားနေတာမှားတဲ့စုတောင်းချက်ကြီးကို तू ကဘာလုပ်နေလဲမှန်တောင်းနေတာအဲ့တော့သူများထင်တာကိုထင်တာကငါကစုတောင်းမှန်တယ်ထင်တယ်ဖျားဘက်ကပြန်ကြည့်တဲ့ခါကျတော့ငါ့ကိုမှန်ဒုက္ခပေးနေတယ်လို့မြင်တယ်နော်ဘာကြောင့်လဲ तू ပြောနေတာမှားတယ်နားမထောင်ချင်တဲ့ကိစ္စကြီးလွဲနေတဲ့ကိစ္စကြီးကိုပုံမှန်ပြောနေတယ်နော်ပြောချင်တာစုတောင်းတာမှားတာမဟုတ်ဘူးနော်မှားသောစုကိုတောင်းမိခြင်းကိုဖျားမနှစ်သက်ဘူး
ကာမဂုဏ်ခံစားစရာကိုအလွဲတောင်းတာအဲ့တော့ဒီကနေ့မြတ်သောအလုပ်ကိုမြင့်မြတ်သောစိတ်နဲ့လုပ်ဖို့ဘုရားလိုတော့ရှိတယ်ဘုရားကြောင့်တွားရင်တော့ရည်ရွယ်ချက်မှန်ဖို့လိုတယ်အဲ့တော့ကျွန်တော်ကတရားဟောတဲ့အခါမှာဥပမာပေးကျွန်တော်သူများအကြောင်းပြောတာတဲ့ကိုယ့်အကြောင်းထက်ထက်ပြောတယ်ဘာကြောင့်လဲသူများအကြောင်းပြောလို့ရှိရင်တော့じゃသူမကျေနပ်ပဲကိုလာခေါင်းရဲ့ခွဲဘယ်လိုလုပ်လို့နော်အဲ့တော့တရားဟောစရာခေါင်းမှာပတ်တီးနဲ့တိတ်အဆင်မပြေဘူးအဲ့တော့ကျွန်တော်နေတဲ့နေရာအခုဒီရက်ကွက်ပါပဲเนาะကျွန်တော်ငငယ်တည်းဒီမှာပဲကြီးလာတာဆိုတော့ကျွန်တော်ဘုရားကြောင့်မှတ်တယ်လူပြဘွားပုံမှန်သွားတာဘုရားကြောင့်တက်တာကောင်းလားကောင်းတာပေါ့တရုတ်ဆရာကသဘောကျတယ်ဒီကောင်လေးလူငယ်လေးဖြစ်ပြီးဘုရားကြောင့်မှန်လိုက်တာလူငယ်လေးဖြစ်ပြီးဘုရားကြောင့်မှန်လိုက်တာသူပြောတာကျွန်တော်မသိဘူးကျွန်တော်သွားတာသူသမီးကိုကျွန်တော်ကြိုက်နေတာအဲ့တော့သူတရားခေါ်တာလဲကျွန်တော်ခွန်အားမရဘူးကျွန်တော်သူသမီးပဲကြည်နေတာဆူတောင်းတဲ့အချိန်လဲကျွန်တော်သူသမီးပဲကြည်နေတာကပြန်ပြောမယ်ဘုရားကြောင့်သွားတာကောင်းလားကောင်းတယ်ဒါပေမဲ့ရည်ရွယ်ချက်ကမှားနေတယ်ရည်ရွယ်ချက်ကမှားတယ်ဒါဆိုကျွန်တော်ဆူတောင်းတာကောင်းလားဆူတောင်းတာကောင်းတယ်ဒါပေမဲ့တီတောင်းတဲ့ဆူကိုပြန်စစ်ယေရုရှလင်မြို့လမ်းမတို့သည်ကြည်လင်သောဖန်သားပြင်ကဲ့သို့သောရွှေစင်ရွှေရဲ့အဓိပ္ပာယ်က divine nature ဖြစ်တယ်ဖခင်ရဲ့သဘောတဘာဝဖြစ်ဟုတ်ပြီနော်လူရဲ့ကောင်းသောစိတ်ကိုပြောတာမဟုတ်ဘူးဖခင်ရဲ့တန်ရှင်းသောအတွေ့တန်ရှင်းသောသဘောကိုဆိုလိုခြင်းဖြစ်တယ်တင်းအင်ကြီးဒေါ်လာ1000လား1000လားအဲ့ဒါခဏထားတင်းဘာငွေနဲ့ဝယ်ထားတာလဲဘုရားစိတ်ဝင်စားတယ်အဲ့ဒါကိုသိသိချင်းကဲတော့ဗျာဒိတ်ကျမ်းခန်းကြီး21အငယ်23ပါထိုမျိုးသည်နေရောင်လိုက်ရောင်ကိုအလိုမရှိဘုရားခင်ဤဘုန်းတော်သည်ထိုမျိုးကိုလင်းစေ၏အော်စရာတစ်ချက်ပြောပါမယ်ထူးကြတာပြောပါမယ်အမြဲတမ်းကျမ်းစာမှာပြောရင်ဘုံဆိုတဲ့စကားကိုဘယ်တော့မှတစ်လုံးနဲ့ပြောလို့မရှိဘူးဘုံနဲ့တကိုးနဲ့တွဲပြီးတော့ပဲပြောလို့ရှိတယ်အမြဲတမ်းကျမ်းစာမှာသုံးရင်ပထနာတော်ရွတ်ပြီးဟေ့ဆိုရင်တော့မှအစိုးပိုင်သောအခွင့်နဲ့ဘုံတကိုးအာနုဘော်တော်ဒီကဘာဆက်ဆက်ကိုရိုနိုင်တည်ရှိပါစေနော်အာမင်အဲ့ဒါကြောင့်ဘုံလို့ပြောရင်အနောက်မှာတကိုးကတွဲလို့ရှိတယ်အဲ့ဒါကြောင့်တရှိရေးဆရာတွေကလည်းရေးပြီးဟေ့ဆိုရင်ဘယ်လိုရေးလဲဘုံဒီကိုနဲ့စင်ကြွနေဤရနိုင်အဲ့လိုကြီးလေးရှိတယ်အဲ့တော့ကျွန်တော်မေးတယ်ကျမ်းစာတင်တော့ဘုံနဲ့တကိုးနဲ့ကတူလားဆိုအတူတူပဲတဲ့ဆရာတဲ့အဲ့ဒါတချင်းပြောင်းဆိုရအောင်တကိုးဘုံနဲ့စင်ကြွနေဤရနိုင်အစင်ကမပြေပြန်ဘူးအဲ့ဒါတူလားဆိုတော့အဲ့ကျတော့မတူရဘူးတဲ့အဲ့ဆိုဘာလဲဘုံတကိုးဆိုတာဘာဘုံဆိုတာဘာကျမ်းစာလို့ glory English glory great လို့ရှက်ခိုင်းတာဟေဘရဲလို့ကပုတ်ဟုတ်လားကပုတ်ဘာသာစကား၄မျိုးနဲ့ဟုတ်လားကျမ်းစာတင်တော့မယ်တော့မထင်နဲ့အဲ့ဒါပဲတက်တယ်နော်ကိုတက်တာလေးနည်းနည်းထည့်ပြောရသေးတယ်နော်အဲ့ဒါ glory ဘုံယေရုရှလင်မြို့ကနေနဲ့မလင်းလာနဲ့မလင်းဖခင်ရဲ့ဘုံနဲ့လင်းအဲ့ဆိုလို့ရှိရင်တေးကြပြီယေရုရှလင်မြို့တစ်လို့ပြောရင်ဟိုမှာကြည့်ပါဒီမှာကြည့်ပါကောင်းကင်မှာပါမြေကြီးမှာပါမပြောနဲ့ဖခင်ရဲ့ဘုံနဲ့လင်းသောအရက်ဒီယေရုရှလင်မြို့တစ်ဖြစ်တယ်ကောင်းကင်ဘုံလို့ပြောရင်ဟိုမှာကြည့်ပါဒီမှာကြည့်ပါလို့မပြောနဲ့အလိုတော်ဒီကောင်းကင်ဘုံတိုင်းပြည့်စုံတကယ်လို့ပြောတာဖြစ်တဲ့အတွက်ကောင်းကင်ဘုံလို့ပြောရင်အလိုတော်ပြည့်စုံတာအရက်ကျန်တာတင်တဲ့မှာကျွန်တော်မေးတယ်ကောင်းကင်ဘုံဆိုတာဘလို့ဒီဟာလဲဆိုတော့ကျောင်းသားတွေကရှင်းပြတယ်ကောင်းကင်ဘုံဆိုတာလေပန်းလေးတွေပွေးစမ်းလေးတွေစီးလိပ်ပြာလေးတွေဝဲနေတချင်းတဲ့ဟာတွေလျှောက်ပြောနေဘယ်နဲ့ကောင်းကင်ဘုံဆိုတာပန်းလေးတွေပွေးစမ်းလေးတွေစီးနေတော့ကျမ်းစာမှာပြောတယ်ကောင်းကင်ဘုံဆိုတာအလိုတော်ပြည့်စုံတာရဲ့ကျွန်တော်ယုံကြည်သူတွေဟာဓမ္မပညာစကားပြောရင်လည်းကြီးကြီးကျယ်ကျယ်တွေလည်းထွက်ကုန်ပါပြီဓမ္မပညာဓမ္မတွေးခေါ်ဟုတ်လားဆိုတော့အဲ့ဒီအပိုင်းဆိုင်ရာမှာအားနေစာတန်လို့ပြောရင်ဂျိုကြီးတဲ့အစွဲရပါလိုက်သေးတယ်ဝိယုံမင်းတဲ့ခရစ်စမတ်ကြလို့ရှိရင်စာတန်ဆိုရင်ဝိယုံမင်းတဲ့ဂျိုကြီးတဲ့အစွဲကြီးနဲ့ကောင်းကင်ဓမ္မလို့ပြောရင်ဝိယုံဖြူနဲ့မင်းအတောင်တစ်ဖက်ကပါလိုက်သေးတယ်ဇရက်တွေကြတာပဲဟိုပြန်လိုက်ဒီပြန်လိုက်နဲ့ဘာလို့ကောင်းကင်ဓမ္မဆိုတာအဲ့ဒါကိုပြောတာမဟုတ်ဘူးစာရန်ဆိုတာလည်းအဲ့ပုံမဟုတ်ဘူးစာရန်ဒီဘင်းနဲ့လင်းသောကောင်းကင်ဓမ္မရောက်ဆောင်နေတဲ့သူ့ရဲ့ characteristic ကိုသိရသူ့ရဲ့သဘောတဘာဝကိုသိရတိုးတွေကိုဆွဲတဲ့တောခွေးဆိုတာရှိတယ်
ဘယ်တော့မှတောခွေးကတောခွေးလို့မလာဘူးတိုးရင်ချုပ်ပြီးလာတယ်လို့ကျမ်းစာကဆိုတယ်ရန်သူကတောစပါးကိုတက်မကျဲဘူးကောင်းသောစပါးနဲ့အသွင်တူသောမျိုးစစ်ကိုပဲကျဲတယ် opposite စัจจิဘက်အရာတွေကလူကိုဒုက္ခပေးတာမဟုတ်ဘူးဝိယောဓိ paradox လို့ခေါ်တယ်စင်တူယိုမာပြောကြည့်အောင်နော်ကိုရွတ်ကြည့်စင်တူယိုမာနော်အဲ့ဒါကြောင့်တောစပါးနဲ့ကောင်းသောစပါးကအခွန်တူတယ်အဆန်ကွာတယ်နော်အခွန်တူတဲ့အဆန်ကွာတယ်လောက်တာတူတဲ့ရွယ်ချက်ကွာတယ်လက်မြောက်နေတာတူတယ်တချင်းဆုံနေတာတူတယ်မျက်လုံးမိတ်နေတာတူတယ်အထဲကအဆန်ကွာအဲ့ဒါကိုသိရအဲ့တော့ကျွန်တော်တို့ကကောင်းကင်ဘုံလို့ပြောရင်အော်ငါသိလို့ရှိရင်ကောင်းကင်ဘုံရောက်ရင်ငြိမ်းချမ်းပြီဒီကိုမော်နမတို့ဖခင်ရဲ့ရွယ်ချက်ကကျွန်တော်တို့ကိုကောင်းကင်ဘုံကိုခေါ်ဖို့မဟုတ်ကျွန်တော်ရှိတဲ့နေရာမှာကောင်းကင်ဘုံကိုတိဆောက်ဖို့ဖြစ်တယ်အရင်တော့ကသူရှိတဲ့အရာမှာကောင်းကင်ဘုံကိုတိဆောက်တော့ဖခင်ကအခုကျွန်တော်တို့ရှိသောမြေကြီးပေါ်မှာကောင်းကင်ဘုံကိုတိဆောက်နေတာဖြစ်တယ်အဲကြောင့်အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့ကျွန်တော်လောကကျန်တဲ့တင်ရှိတယ်သို့တော့လေရင်ကွင်းပိတ်လိုက်တဲ့အတွက်ကျွန်တော်သွားလို့မရတော့အဲ့မှာတင်တဲ့ကောင်းစဉ်ပေးပါဆိုကျွန်တော်ပေးထားတယ်ကောင်းကင်ဘုံဤအရာသာမြေကြီးပေါ်မှာရပြီအဲ့ဒါတင်တဲ့ကောင်းစဉ်တေချာနားတော့စီချင်တယ်နော်ကောင်းကင်ဘုံဤအရာသာမြေကြီးပေါ်မှာရပြီပြောချင်တာကဘာလဲကောင်းကင်ဘုံရဲ့အရာသာကိုခံစားဖို့ကောင်းကင်ဘုံထိရောက်စရာမလိုဘူးမြေကြီးပေါ်မှာနေခံစားရကျွန်တော်ရန်ကုန်မှာ YKKO GO ဆိုင်တယ်အရင်တော့ရန်ကင်းမှာသွားစားရတာ YK ရန်ကင်း KO GO YKKO ဝေးရွက်သွားစားနောက်ပိုင်းလဲကြာကြောအေးစိတ်မှာလာဖွင့်အလုံမှာလာဖွင့်တမိုင်းမှာလာဖွင့်ခွဲကြမှာလာဖွင့် YKKO ရန်ကင်း GO အင်းစိတ်မှာရပြီရန်ကင်း GO စားဖို့အတွက်ရန်ကင်းဒီသွားကြမလို့တော့ဘူးအေးစိတ်သူအေးစိတ်သားတို့ဒီရန်ကင်း GO ကိုအေးစိတ်မှာနေစားလို့ရတယ်အဲ့ဒီတော့တော့ဖြစ်တေမကောင်းကင်ဘုံကိုရောက်တာမဟုတ်ဘူးမသေးခင်တည်းကကောင်းကင်ရဲ့အရာကိုခံစားဖို့ဘုရားတရားတော်နဲ့ပြောမယ်တေမနိဗ္ဗာန်ရောက်တာမဟုတ်ဘူးမသေးခင်တည်းကနိဗ္ဗာန်ဤငြိမ်ဝချင်းချမ်းသာလူအထဲကိုရောက်ဖို့ဘုရားကလို့တော့ရှိတာဖြစ်အဲ့ဒါကိုသိရကဲအဲ့တော့ယေရုရှလင်မြို့တေကဘာနဲ့လင်းလဲဆိုရင်ဘုံနဲ့လင်းအဲ့ဆိုရှင်တင်းအိမ်ဒီအလိုတော်ပြည့်စုံတင်းအိမ်ဒီကောင်းကင်ဘုံဖြစ်တယ်တင်းရဲ့အတင်းတော်ဒီဘုရားရဲ့အလိုတော်ပြည့်စုံတင်းရဲ့အတင်းတော်ဒီကောင်းကင်ဘုံဖြစ်တယ်လူတွေကကောင်းကင်ဘုံမရောက်ဘူးဒါပေမဲ့ဒီနေရာလဲရောက်လဲရောက်ကောင်းကင်ဘုံဆိုတာဒါပါလားဆိုပြီးသိသွားကျွန်တော်ဇနီးကကရင်လူမျိုးစစ်ဖြစ်တယ်တာလမောချက်ကျွမ်းသလားမင်းနဲ့နော်ကရင်စားစာကျွမ်းသလားမင်းနဲ့ကျွန်တော်ကရင်စားစာစားဖို့ကရင်ပြည်နယ်ရောက်စရာမှမလိုတာကေမတယောက်ရပြီးပြီးအိုးစစ်တာမှကရင်တန်လေးကိုကြားမြချစ်စရာတန်လေးလည်းကြားတယ်အော်တန်လေးလည်းကရင်လိုပဲအော်တာပဲနော်ကရင်ပြည်နယ်ကျွန်တော်မရောက်ဘူးသို့တော့ကရင်ရဲ့အရာတော်ပြီးတော့ခံစားကျွန်တော်ကကောင်းကင်ရောက်ဖို့ပဲစဉ်းစားတယ်ဖခင်ကမြေကြီးကိုလာတယ်ကျွန်တော်တို့ကကောင်းကင်သွားဖို့စဉ်းစားတယ်တင်းနဲ့ဖခင်နဲ့ဘယ်နားမှာလွဲတာလဲဘယ်မှတိုင်မှာလွဲတာလဲဖခင်ကမြေကြီးပေါ်အစဉ်ကျွန်တော်တို့ကကောင်းကင်ပေါ်တက်အဲ့ဘူတာမှာပဲလွဲတာနော်ကိုရောက်တော့ဖခင်ကမရှိဘူးဖခင်ကမြေကြီးကိုစိတ်ဝင်စားတာမြေကြီးကိုစိတ်ဝင်စားတယ်ဆိုတော့လောကီအရာတွေကိုပြောတာမဟုတ်ဘူးတေရှိသောအရက်ကိုဖခင်စိတ်ဝင်စားတာဟာလေလုယာအဲ့ကိုသိစေချင်တာကဲအဲ့တော့ကောင်းကင်ယေရုရှလင်မြို့တစ်ဆိုတာဘလို့နေရာလဲလို့ပြောရင်ကောင်းကင်မှာရှိတဲ့အရာကိုပြောတာမဟုတ်ဘူးမြေကြီးမှာရှိတဲ့အရာကိုလည်းပြောတာမဟုတ်ဘူးတန်ရှင်းသောသူတို့သမီးဒီဟူသောယေရုရှလင်မြို့တစ်သည်အဖဘုရားခင်ထံတော်ကောင်းကင်ဘုံမှာဆင်းသက်သည်ကိုငါမြင်၏အဲ့ဆိုယေရုရှလင်မြို့တစ်ဆိုတာတဲ့ကောင်းကင်ကိုမှီနေတာမဟုတ်သလိုမြေကြီးကိုဆွဲလန်းနေတဲ့အရာလည်းမဟုတ်ဘူးတဲ့ဖခင်ရဲ့ဘုံနေတဲ့ဘုံနဲ့လင်းတဲ့နေရာဖြစ်တယ်ဒုမျိုးဒီနေရောင်လိုက်ရောင်လို့မရှိကျမ်းစာတော့မှတ်ထားစေချင်ပါတယ်ဗျာဒိတ်ကျမ်းခန်းကြီး21ငွေ23ဖြစ်တယ်ကဲအဲ့တော့ကျမ်းစာမှာပါတဲ့အထောက်ထားလေးတွေအချက်လက်လေးတွေနဲ့ကျွန်တော်နေနဲ့ပြောပြချင်တယ်ယောဘဆိုတဲ့လူတယောက်ရှိတယ်ယောဘကိုချုပ်မှာပါတယ်အဲ့မှာယောဘအကြောင်းကိုနှစ်ချက်ပြောပါတယ်ပထမတစ်ချက်ယောဘဒီစုံလင်တဲ့ဖြောင့်မတ်တဲ့ဖျားခင်ကိုကြောက်ရွံ့တယ်မကောင်းသောအကျင့်ကိုကျင့်ရှောင်တယ်ပထမတစ်ချက်ပြောတယ်ယောဘဒီစုံလင်တဲ့ဖြောင့်မတ်တဲ့ဖျားကိုကြောက်ရွံ့တယ်မကောင်းသောအကျင့်ကိုရှောင်တယ်တေချာမက်ဆေ့ချင်တယ်နော်မကောင်းသောအကျင့်ကိုရှောင်တာမကောင်းတဲ့သူကိုရှောင်တာမဟုတ်ဘူးအဲ့ဒါမတူဘူးတချို့ကသူကိုယ်တိုင်လည်းမကောင်းဘူး
မကောင်းတဲ့သူနဲ့တော့သူမပေါင်းဘာလို့မပေါင်းတာလဲသူတို့ကကောင်းမှမကောင်းတာသူကြတော့ပူဆိုးတယ်နော်တချို့ကအရသမားနဲ့မပေါင်းသူကသူတယောက်တည်းမူးတာနော်မကောင်းတဲ့သူနဲ့မပေါင်းတာနဲ့ကိုယ်တိုင်မကောင်းတာနဲ့တခြားစီယောဘကမကောင်းတဲ့သူနဲ့ပေါင်းကောင်းပေါင်းမယ်သို့တော့သူကိုယ်တိုင်ကမကောင်းသောအကျင့်ကိုကျင့်ရှောင်တဲ့သူဖြစ်တယ်တင်ဘသူနဲ့ပေါင်းနေလဲအရေးမကြီးဘူးတင်ဘာအကျင့်ကျင့်နေလဲအရေးကြီးတယ်အဲ့လိုပြောလို့ကျွန်တော်ကကျေးဇူးတော်ကိုစန့်ကျင်တာပြောနေတာမဟုတ်တင်ဘလို့အသက်ရှင်တယ်လဲအရေးကြီးတယ်ယေရှုကိုကြည့်ယေရှုနာမှာအခွန်ခံတွေပြည့်တစားတွေဝိုင်းအောင်နေတာယေရှုကသူတို့ကိုလက်ခံနေဆရာဝန်ဆိုတာလေဆရာဝန်ဆိုတာလူနာကိုမမုန်းဘူးနော်ယောဂတွေကိုမုန်းဘူးယောဂကိုမုန်းတာပြည့်ညက်တရားဆိုတာအပြစ်သားကိုတတ်တာကျေးဇူးတရားဆိုတာအပြစ်ကိုတတ်တာမတူဘူးနော်ကျွန်တော်တို့ကအပြစ်နဲ့အပြစ်သားကိုရောထွေးပြတာနော်အဲ့တော့ယောဘကမကောင်းသောအကျင့်ကိုရှောင်တယ်မကောင်းသောသူကိုရှောင်တာမဟုတ်အဲ့ဒါပထမပြောတဲ့အရာဒုတိယအချက်ကဘာပြောလဲဆိုရင်ယောဘစီပါလေသိုး9000ရှိတယ်နွားရှင်900မိမ900ငယ်သားအတိုင်းမသိများပြတယ်သူ့ရဲ့ပိုင်ဆိုင်မှုကဲဆိုကြည့်အောင်ယောဘအကြောင်း2ချက်ပြောတယ်ပထမတစ်ချက်ကဘာလဲဆိုရင်စုံလင်ဖြောက်မှတ်တယ်ဘုရားရှင်ကိုကြောက်အဲ့ဒါဒီယောဘဤ character and moral သူရဲ့စရိုက်သူရဲ့လက္ခဏာထပ်ပြောမယ်အဲ့ဒါကို glory လို့ခေါ်တယ်အဲ့ဒါကို glory လို့ခေါ်တယ် is not power ယောဘစီမှာသိုး9000ရှိတယ်အဲ့ဒါ character မဟုတ်ဘူးအဲ့ဒါ glory မဟုတ်ဘူးအဲ့ဒါ power ဖြစ်တယ်ပိုင်ဆိုင်မှုများပြားတာဒီ glory မဟုတ်ဘူးဘုရားကျောင်းတစ်ကျောင်းမှာအသိသူသင်သားများတာဒီအဲ့ဒါ power နော် is not glory အဲ့ဒါ glory မဟုတ်အဲ့တော့ကျမ်းစာကမှတ်တမ်းတင်ရင်စိစက် glory ကိုအရင်ပြောတယ်ပြီးတော့မှ power ကိုပြောတယ်ဘုံပြီးမှတကိုးလာတယ်ဘုံပြီးမှတကိုးလာတယ်ထပ်ပြောမယ်ဘုံနဲ့တကိုးကိုတွဲထားတယ်အဲ့ဘုံနဲ့တကိုးကွဲပြီးဟိတ်ဆိုရင်အဲ့ဒါစာတန်ပဲမှတ်စာတန်ဒီတကိုးရှိတယ်ပိုင်ဆိုင်မှုရှိတယ် without glory character no moral no glory တော့မရှာတယ်မရှိမြန်မာပြည်မှာကဘာရက်ရက်မှာငွေကြေးထားစရာနေရာမရှိအောင်ချမ်းသာကြွယ်ဝနေတဲ့သူတွေရှိတယ်သို့တော့ without glory character no zero ပဲတချို့တွေစားစရာမရှိဘူး character လုံးဝအထိမခံစားစရာမရှိအငတ်ခံလိုက်မယ်ကွာနော်ခိုးတော့မစားချင်းသေးကြောင်းလေးနဲ့ပြောပဲချင်းသေးကိုစားတပည့်ဆရာစာရေးဆရာတွေဟဲ့လားမဆာပြီးနားတက်တိနားလိုက်တဲ့သူတွေကချင်းသေးကိုခက်ခက်နားနားတရဝါတကောင်ဖြစ်နိုင်လိမ့်ရှိနိုင်လဲနိုင်ချင်စရာပဲချင်းသေးကကျွေးရင်စားတဲ့တရဝါမဟုတ်သူ့အစားသွားကြည့်မစားဘူးဟုတ်ပြီနော်ကိုယ်တိုင်အမဲလိုက်ပြီးစားတဲ့တရဝါဖြစ်တယ်အမဲလိုက်စားတရဝါမရှိဘူးဟိဘိုက်ကလည်းစားနေပြီဆိုရင်အဲ့ဒီမှာမြက်တွေရှိမြက်ကိုစားလိုက်ရင်အသက်ရှင်အသေးသာခံသွားမယ်အဲ့ဒီခြေသေးဘယ်တော့မှမြက်မစားဘူးခြေသေးမြက်စားတဲ့တနေ့အသက်မသေးဘူးဘဝတည်ထပ်ပြောမယ်ခြေသေးဒီဘယ်တော့မှသူများကျွေးတာမစားဘူးကိုယ်တိုင်အမဲလိုက်ပြီးစားတယ်သူများကျွေးတာစားပြီးဟိတ်ဆိုရင်လေအဲ့ဒါဇက်ပြတ်နေတဲ့ခြေသေးလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဟာဆရာကကျွန်တော်မြင်ခဲ့တယ်တဲ့သူများကျွေးတာစားတဲ့ခြေသေးတယ်ဘယ်မှာလဲဆိုတော့စက်ကတ်ထဲမှာစက်ကတ်ထဲကခြေသေးတွေကအမဲမလိုက်ဘူးတကောင်ဘလောက်ဆိုပြီးပြစားလို့ပဲရတယ်ဒီနေ့ကျွန်တော်တို့ဓမ္မဆရာတွေလည်းကိုယ့်ကိုခြေသေးဘာခြေသေးလဲဆိုရင်စက်ကတ်ထဲကခြေသေးအမဲလိုက်မစားဘူးကျွေးတာပဲစားတယ်ပြစားလို့ပဲရတယ်ကဲအဲ့တော့ဖះဒီနှုတ်ကပတ်တော်ထဲမှာမှတ်တမ်းတင်ပြီးဟေ့ဆိုရင်စီဇက်တည်ကြတယ်
ယောဘကိုအလကားတက်တက်မှတ်တမ်းတင်ထားတာမဟုတ်ဘူးယောဘဟာဓမ္မဆရာမဟုတ်ဘူးမင်းဆိုးရာစာလည်းမဟုတ်ဘူးတေကြတာကယောဘစီဝိုင်းသမားယောဘစီဝိုင်းသမားသို့တော့သူ့ရဲ့ power ပိုင်ဆိုင်မှုကိုအရင်မပြောဘဲနဲ့သူ့ရဲ့ characteristic and moral glory ကိုအရင်ပြောတယ်အဲ့ဆိုတေကြပြီယောဘရဲ့တိုး9000ကသူများစီကတိုးတစ်ကောင်မှမပါဘူးနွားရှင်900မိမ900သူများစီကခိုးထားတာလှည့်စားထားတာဟလာအကျွေးနဲ့တင်ထားတာတခုမှမပါဘူးအားလုံးတန့်တန့်ရှင်းရှင်းနဲ့ရထားတဲ့အရာတွေကြီးပဲအဆောင်နဲ့ဘုရားရှင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဘုရားဟာကောင်းကင်ကိုလိုချင်တယ်မြေကြီးကိုလိုချင်တယ်အဲ့ဒီကောင်းကင်ဆိုတာသူများဆွဲထားတဲ့ဒီဇိုင်းမဟုတ်ဘူးဘုရားကိုယ်တိုင်ဆွဲထားတဲ့ဒီဇိုင်းဖြစ်တယ်မြေကြီးဆိုတာသူများဆွဲထားတဲ့ဒီဇိုင်းမဟုတ်ဘူးဘုရားကိုယ်တိုင်ဆွဲထားတဲ့ဒီဇိုင်းဖြစ်တယ်ဒီကနေ့နှုတ်ကပတ်တော်နာယူကြကုန်တော့ညီကောင်မောင်တို့ကအရောက်စီတိုင်းဖြစ်တည်နေတဲ့ဒီဇိုင်းဘယ်သူဒီဇိုင်းမှမဟုတ်ဘူးဖယားကိုယ်တိုင်ရေးဆွဲထားသောဒီဇိုင်းဖြစ်တယ်ဟာလေလုယာသူများစီကဒီဇိုင်းခိုးပြီးတင့်ကိုတိဆောက်ထားတာမဟုတ်ဘူးသူများစီကဒီဇိုင်းခိုးပြီးကောင်းကင်တိဆောက်ထားတာမဟုတ်ဘူးသူများစီကဒီဇိုင်းခိုးပြီးတော့မှမြေကြီးကိုတိဆောက်ထားတာမဟုတ်ဘူးသူကိုယ်တိုင်ကြံစီရွယ်ထားတယ်ငါကောင်းကင်ကိုလိုချင်တယ်ကွာဘု து စီမှာများရှိမလဲမသိဘူးမြေကြီးလိုချင်တယ်ဘု து စီမှာများရှိမလဲမသိဘူးဆိုပြီးတော့မှသူ့ရဲ့တကုန်းနဲ့သွားတိုက်ယူလူယူထားတာမဟုတ်ဘူးသူကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတိဆောက်ထားတာဖြစ်တယ်ကောင်းကင်နဲ့မြေကြီးကိုအယုတ်ဆဆုံးပြောမယ်ကဲမင်းတို့ဖြောင်းဖြောင်းမမတ်အသက်ရှင်ရင်ငါလက်ခံမယ်ကွာလာကြဆိုပြီးတော့မှအဲ့လိုခေါ်တော့ဖရားမဟုတ်ဘူးတဲ့အတွက်ကိုကောင်းကင်ကိုမြေကြီးကိုလာလွတ်စာဒီခါလောကတိုင်တဲ့အသွေးသက်ဆွတ်ပြီးအဖိုးခပြီးတော့မှတင့်ကိုရွေးယူထားသောဖရားဖြစ်တယ်သူကိုယ်တိုင်အဖိုးခပေးပြီးယူထားတာအဲ့ဒါကြောင့်တင့်ကိုသူရခြင်းနဲ့ထားတဲ့เนาะရခြင်းထဲမှာလက်လွတ်စပယ်ရထားတာပေါ်ပေါ်ပေပေရထားတာတခုမှမပါဘူးအားလုံးကစနစ်တကျနဲ့အဖိုးခရှိဂုဏ်တရီရှိဘာကြောင့်လဲသူကိုယ်တိုင်ပိုင်ဆိုင်တဲ့ကောင်းကင်ကိုစွန့်ခဲ့တာပလင်ကိုစွန့်ခဲ့တာရုပ်ဝတ္ထုပစ္စည်းငွေကြေးနဲ့အလူလုတ်ခဲ့တာမဟုတ်ဘူးသူ့ရဲ့ခန္ဓာအသွေးအသက်ကိုစွန့်ပြီးတင့်ကိုယ်စားကုသိုလ်ပြုပေးခဲ့တာတင့်ရဲ့ဖြောက်မှတ်ခြင်းတောင်မှနော်တင်ကိုယ်တိုင်ကြိုးစားကြင်ကြံထားတဲ့ဖြောက်မှတ်ခြင်းမဟုတ်ဘူးသူ့ရဲ့အသွေးတော်အားဖြင့်ဖြစ်လာတဲ့ဖြောက်မှတ်ခြင်းဖြစ်တယ်အဲ့ဒါ glory ဖြစ်တယ်ဒီမောင်တို့တဲ့အိတ်ထဲမှာပတ်စံ1000လား1000လားဘုရားစိတ်ဝင်စားဘူးအဲ့ဒီပတ်စံဘယ်လိုရတာလဲဘုရားစိတ်ဝင်စားတယ်အသေးသူတင်သား9000လား900လား9ရောက်လားဘုရားစိတ်ဝင်စားဘူးဘယ်လိုရောက်လာလဲဘုရားစိတ်ဝင်စားတယ်တေချာ message တယ်ဖះရဲ့ရည်ရွယ်ချက်ကဖះเจ้าထဲမှာလူရောက်ဖို့မဟုတ်ဘူးလူထဲမှာဖះရောက်ဖို့ဖြစ်တယ်ကျွန်တော်ဒီဓမ္မဆရာဖြစ်တယ်ဝิญဉ်ရေးရနဲ့ပတ်သက်ရင် service ပေးရတဲ့သူဖြစ်တယ်ဖះเจ้าနဲ့လူပြည့်အောင်လုပ်တယ်လို့ကျွန်တော်အလုပ်မဟုတ်ကျွန်တော်ရဲ့အလုပ်ကလူအထဲမှာဖះနဲ့ပြည့်မှုဖြစ်တယ်ဟာလေလုယာအဲ့တော့ယောဘကစုံလင်နဲ့ဖြောက်မှတ်တဲ့ဘုရားရှင်ကိုကြောက်တယ်မကောင်းသောကျင့်ကိုရှောင်တယ်တိုး9000ညီမ900နွားရှင်900ဒါပေမဲ့ကျွန်တော်တို့ကတခြားလူမပြောနဲ့ယုံကြည်သူချင်းချင်းတောင်မှလေစပြီးစဉ်းစားလိုက်ရင်လေဟဲအဲ့ဒီတယောက်လေဗျမ်းတုတ်ချတာပဲဆိုတာထက်ဟဲအဲ့ဒီတယောက်လေအမလေးဘာတော်မှလေတွေအများကြီးပဲမလေးမြောင်းမြမှာဆိုနွားတွေမွေးထားတာနဲတာမဟုတ်ဘူးမလေးလက်ပုတ်တာမှာဆိုလို့ရှိရင်ငါးကန်နေနဲတာမဟုတ်ဘူးပိုင်ဆိုင်မှုကိုပဲပြောတယ်တော့ပြီနော် power ဘာကြောင့်လူဒီအစင်းတရံကိုကြည့်ရှုတယ်ကျမ်းစာကအဲ့လိုဆိုတယ်လူဒီအစင်းတရံကိုကြည့်ရှုလူတွေကတင်ဘလောက်ချမ်းသာတယ်လဲစိတ်ဝင်စားတယ်ဖယားကတင်ဘလို့ချမ်းသာလာတယ်လဲဆိုတာကိုစိတ်ဝင်စားတယ်အဲ့တော့သိရအဲ့တော့ယောဂအသားသမီးမွေးနေ့ရောက်လို့ရှိရင်သူကစုပြီးတော့မှဘာလုပ်လဲဆိုရင်စာဝတ်တောက်ပွဲကျင်းပါတယ်ယောဂသားသမီးရဲ့လုံးမရှိကြိုင်မရှိနဲ့စာဝတ်တောက်ပွဲကျင်းပါတယ်ဆိုတော့တေးကြပြီးဖခင်ရဲ့ power ကိုယူသုံးတာဖခင်အိတ်ကက်ထဲကသူတို့ဘာမှမလုပ်ဖဲနဲ့ဖခင်အိတ်ကက်ထဲကဟာကိုမပေးရင်လည်းယူသုံးတယ်သူ့ရဲ့အဖေယောဘဖះကိုချစ်ချင်း
အဲ့ဒါကိုစိတ်ဝင်စားအောင်ဖြောက်မှတ်ခြင်းစိတ်ဝင်စားအောင်အဖေရဲ့ပိုင်ဆိုင်မှုကိုပဲစိတ်ဝင်စားယောဘရဲ့ပညာမှတ်စေခြင်းနဲ့ဒီမှာအိမ်တော်တွေလည်းရှိလိမ့်မယ်လူမျိုးအပြိုတွေလည်းရှိလိမ့်မယ်အိမ်တော်ပြုတ်ဖို့အတွက်စဉ်းစားနေတဲ့သူတွေလည်းရှိလိမ့်မယ်အိမ်တော်ပြုတ်ဖို့စဉ်းစားနေပေမဲ့လည်းမရနိုင်တော့တဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဥပမာပြောတာပါနော်ယောဘ၏ပညာဖခင်မိခင်တို့၏ပညာခေါင်းဆောင်တို့၏ပညာယောဘစဉ်းစားတယ်ငါမှ3,000ရှိတယ်ငါသားသမီးတွေဟာဒီ3,000ကိုဘယ်လို management လုပ်လဲဒီဝန်ထမ်းတွေအတိုင်းမသိများတဲ့ဝန်ထမ်းတွေလစာပေးဖို့ပြီးလို့ရှိရင်တို့ရဲ့မိသားစုတွေကိုကြည့်ရှုဖို့ဝန်ထမ်းတွေပြဲအောင်ဝန်ထမ်းတွေ skillful ဖြစ်အောင်ဘယ်လိုမျိုး train လဲငါသားသမီးတွေဟာဒီလုပ်ငန်းစုကြီးကိုဘယ်လိုဆက်လက်ပြီးတော့မှဥဆောင်မလဲဆိုတဲ့အရာကိုယောဘမတွေးဘူးစိတ်မပူဘူးစိတ်မပူသူပါစိတ်ပူတယ်ငါဤသားသမီးတို့သည်စိတ်နှလုံးထဲ၌ထာဝရဘုရားကိုမေ့လျော့ကြပြီယောဘစိတ်ပူတာ power မဟုတ်ဘူး glory ဒါပြောမလို့ယောဘစိတ်ပူတာဘာမဟုတ်ဘူးလဲဘာလဲသိရမယ်နော် power မရှိမှကိုစိတ်မပူဘူး glory ပျောက်မှာကိုစိတ်ပူတာကျွန်တော်က power နောက်လိုက်တာ glory ကိုမစင်စားအဲ့ဆိုရှင်အေဒီဥယျာဉ်ထဲမှာလူက power ကြောင့်ထွက်လာတာလား glory ကြောင့်လား power ပျောက်သွားတာမဟုတ်ဘူးတော့ glory ပျောက်သွားတာကျွန်တော်ဒီအဝတ်ရှိသောကြောင့်ကြောက်ရည်ပုံရနေပါမင်းအဝတ်ရှိတယ်ဘယ်လိုပြောလဲအရင်တော့ရှိလားအရင်ကလည်းအဝတ်မရှိပါဘူးအခုလည်းမရှိဘူးလေအရင်တော့ကမရှိတာဘာမှမဖြစ်ဘူးအခုမရှိတာကြတော့ရှက်တယ်တဲ့မသိပဲအရင်တော့ရှိတယ်လို့ပါလို့ပဲအဲ့ဆိုတေးကြပြီအဝတ်မရှိလို့ရှက်တာမဟုတ်ဘူးဘုံပျောက်သွားလို့ရှက်ပျောက်သွားတာအဝတ်မဟုတ်ဘူးအဝတ်ကအရင်တည်းကမရှိတာဖယားနဲ့တွေ့ရမှာကြောက်သွားတာအရင်တော့ကဖယားနဲ့တွေ့ရင်ပျော်နေတဲ့ဒီစနီးမောင်နှံကဖယားလာတော့ကြောက်တယ်ကြောက်ဖယားတန်ကြတာနဲ့ကြောက်ပြီဖယားတန်ကြတာနဲ့ကြောက်ပြီအဲ့ဆိုတေးကြပြီ without glory တချို့တွေကစုတောင်းစီဝေးပြောနေမအောင်အလုပ်ရှိတယ် ODC အောင်မှာငါတို့ဘာစီဝေးဆိုနေမအောင်ကြောက်ပြီစုတောင်းစီဝေးဆိုတာနဲ့ကြောက်ပြီမိတ္တဟာယဆိုတာနဲ့ကြောက်ပြီအဲ့ဒါ without glory အေဒီဥယျာဉ်ထဲမှာ power ပျောက်သွားတာမဟုတ်ဘူးနော် glory ပျောက်သွားတာအဲ့ဒါယောဘဘာကိုစိတ်ဖို့ငါဤသားသမီးတို့ဒီစိတ်နှလုံးထဲ၌ထာဝရဘုရားကိုမေ့လျော့ကြပြီတော့ယောဘရဲ့ wisdom ဖယားမရှိခိုးမအောင်စိတ်မပူဘူးနော်ငါသားသမီးတွေဖယားရှိခိုးပါမလားအဲ့ဒါကိုစိတ်ပူတာမဟုတ်ဘူးစိတ်နှလုံးထဲ၌တဲ့လာပြီနော်ထာဝရဘုရားကိုမေ့လျော့ကြပြီလားတချို့တွေကခန္ဓာပဲရောက်တာဒီမော်တော်တို့ကြက်ဥကြော်ရင်အတွင်းကိုကြော်ရတယ်အပြင်ကိုမကြော်ရအောင်အတွင်းကိုမကြော်ပဲအပြင်ကိုကြော်ရင်အခွန်ကိုကြော်တာလို့ခေါ်တယ်လက်ထက်တယ်ဆိုတာလူပဲရတာမဟုတ်ဘူးနှလုံးသားပါရတာနှလုံးသားမပါပဲလူကိုပဲရရင်အဲ့ဒါအခွန်ပဲရတယ်လို့ခေါ်တယ်ဖယားရှိခိုးတယ်ဆိုတာစိတ်ပါကိုရောက်ဖြစ်တယ်စိတ်မပါပဲကိုပဲရောက်ရင်အဲ့ဒါဖယားကိုအခွန်နဲ့ကိုးကွယ်တယ်လို့ခေါ်တယ်အဲ့ဆိုလို့ရှိရင်သူများအိမ်မှာဧည့်သည်သွားလို့ကိုယ်ကျုပ်အခွန်ကြော်ကျွရင်ကြိုက်တာမကြိုက်ကိုကသာမကြိုက်တာဖယားเจ้าသွားရင်ဖယားကိုကျုပ်အခွန်ရင်းနဲ့ကြော်ကျွတာဖယားเจ้าရောက်နေတယ်အဲ့ကလူတွေတော့မသိဘူးပေါ့တချို့တွေဖျားရှိခိုးနေဆရာမျက်နှာကြည့်ငါအိမ်မှာမီးပိတ်ခဲ့ရလားမသိဘူးမီးဘူးပလက်ကြီးကဖြုတ်ခဲ့ရလားမသိဘူးဟိုရက်သမားရက်ဆိုင်သွားနေပြီလားမသိဘူးဖျားเจ้าသာပြီးသွားတယ်ဆရာဘာဟောသွားမှလည်းမသိဘူးအဲ့တော့ယောဘစိတ်ပူတာစိတ်လုံးထဲ၌ပြောချင်တာဖျားကိုမချစ်ဖဲနှုတ်ကပတ်တော်ကိုမစာငတ်ဖဲဝိညာဉ်သဘောမရှိပဲဖျားရှိခိုးတဲ့လူတွေဖြစ်လာမှာစိုးရိမ်တယ်အမှုတော်ဆောင်တွေဖြစ်လာမှာစိုးရိမ်တယ်အမှုတော်ဆောင်ဖြစ်မှာကိုစိုးရိမ်တာမဟုတ်ဘူးတော့ဖျားကိုမချစ်ပဲဝိညာဉ်သဘောမရှိပဲအမှုတော်ဆောင်ဖြစ်လာကြည့်အသင်းတော်ကိုဒုက္ခပေးတဲ့လူတွေဖြစ်လာအဲ့တော့ယောဘ glory ပျောက်ပါစိတ်ဘူးအဲ့ဒီထဲမှာပဲအံ့ဩစရာတယောက်အကြောင်းပြောပြခြင်းဗာတရှိဘ
အားလုံးသိတယ်ဘာသာရှိပါအကြောင်းဟုတ်ပြီနော်ဘာသာရှိပါကဟလာသူရဲ့ဇလန်ရဒါဝိဒ်မင်းကြီးရဲ့မိဖုရားဖြစ်လာရှောလမုန်ရဲ့မိခင်ဖြစ်တဲ့ရှောလမုန်အသက်ကြီးဒါဝိဒ်ကအသက်ကြီးပြီဒါဝိဒ်အသက်ကြီးပြီဆောင်ချုံလို့တော့မလွေးနိုင်တော့ဘူးဟဲ့လားအဲ့ဒီအချိန်မှာဒါဝိဒ်ရဲ့သားတော်တဲ့တဲကအဒေါနီယာကနေပြီးတော့သူ့ကိုယ်သူမင်းမြောက်ငါဘုရင်ဖြစ်တယ်ဆိုပြီးယေဘရဟိတ်တော်တွေခေါ်ပြီးတော့မှဘုရင်ဖြစ်ကြောင်းတနေရာကနေပြီးတော့မှထကြွကြွေးကြော်တယ်အဲ့ဒီအတန်ကိုဘာသာရှိပါကြားတော့ဘုရင်စီကိုရောက်လာအရှင်မင်းကြီးအဒေါနီယာဟာကိုဘုရင်ဖြစ်ချီးမြှောက်နေပြီအကယ်၍သူဘုရင်ဖြစ်ရင်ကျွန်တော်ကျမတို့လည်းအသက်လွတ်မှာပေါ့ဘာကြောင့်လဲဘုရင်စနစ်ဆိုတာကနည်းနည်းလေးခက်ခဲပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တယောက်ဘုရင်ဖြစ်လာပြီဟေ့ဆိုလို့ရှိရင်ဆွေမျိုးသားချင်းမှစ၍သူ့ကိုနှောက်ယှက်ပေးလာနိုင်တဲ့သူမှန်သမျှကိုအကုန်လုံးကျူရင်ခုတ်ကျူလို့မကြအောင်ရှင်းတဲ့အပြက်ရှင်းတဲ့သဘောကဘုရင်စနစ်မှာရှိတယ်အဲ့တော့သူသာဘုရင်ဖြစ်လို့ရှိရင်ကျန်တဲ့လူတွေရှောမှာဆိုတော့အဲ့လိုတာဝိဘေးကြီးစီကိုဝင်ပြီးတော့မှသားရှောလမုန်အတွက်နိုင်ငံတော်ကိုပေးပါတောင်းရှင်မင်းကြီးလည်းဂရိပေးခဲ့မှုတယ်လေသားရှောလမုန်အတွက်နိုင်ငံတော်ကိုပေးပါယောဘရဲ့သားသမီးတွေပေါ်မှာထားတဲ့ဆန္ဒကကျတော့ဘာလဲဆိုရင်ဘုံပြောက်မှာကိုစိုးရိမ်တာလုပ်ငန်းကိုင်ငန်းဆုံးရှုံးသွားမှာကိုယောဘမစိုးရိမ်ဘာကြောင့်လဲ character မရှိဘဲနဲ့တထေးဖြစ်နေရင်အဲ့ကောင်ကြီးပြဿနာရှာမယ်ကောင်စေသားလူပိုင်းနဲ့တထေးသားလူပိုင်းမတူဘူးနော်အင်အားမရှိတဲ့သူမိုက်တာနဲ့အင်အားရှိတဲ့သူမိုက်တာလည်းမတူဘူးကျမ်းစာမသိတဲ့သူမိုက်တာနဲ့ကျမ်းစာသိတဲ့သူမိုက်တာလည်းမတူဘူးဒီမော်တော်တို့ကျွန်တော်နှိုးစော်တန်1 2010တုန်းကရေးတဲ့စာအုပ်လေးရှိပါတယ်ကျွန်တော်စာအုပ်9အုပ်ထွက်ထားဘူးလေနော်အဲ့ထဲမှာရေးဦးတယ်အရင်သမားတယောက်ကျွန်တော်အရင်ခက်တော့ဆိုရင်ကျွန်တော်ကလိုင်းကားတွေကားတွေ့စီးရတယ်အရင်မူးနေတဲ့လူကကားတွေ့စီးရဒုက္ခရောက်နေတာပေါ့သူမူးပြီးပြုတ်ကြသိပါလေအဲဆိုလို့ရှိရင်အရင်မူးတဲ့လူခင်ဗျားဒုက္ခရောက်တယ်လာခင်ဗျားကားတွေ့စီးနေဆိုပြီးတော့မှခေါင်းကန်းကိုခေါ်သွားပြီးသူ့ကိုကားသွားမောင်းခိုင်းလိုက်ဘာဖြစ်မလဲသစီလုံးမောင်းအနောက်မှာနေရင်သူတယောက်တည်းဆုံးရှုံးမယ်မောင်းရင်သစီလုံးဆုံးရှုံးမယ်ဒီကိုမော်တော်တို့သားသမီးမှားတာနဲ့မိဘမှားတာတော့မတူဘူးအမှားချင်းတူရင်တော့အကျိုးဆက်กว่าမှတ်စေချင်တယ်နော်အသေးသူသေးသားရက်လုံးတောက်တာနဲ့သေဥစ္စာရက်လုံးတောက်တာမတူဘူးသူလည်းတစ်လုံးငါလည်းတစ်လုံးဘာกว่าလဲတူတူပဲလေဘယ်တူမလဲကားတွေ့စီးရဲ့သူကပြုတ်ကြရင်သူတယောက်တည်းသေးတာကားမောင်းတဲ့သူမူးလို့ရှိရင်မှောက်ရင်တစ်စီးလုံးသေးအမားဆိုတာအရွယ်ပေါ်မူတည်ပြီးတန်ဖိုးပြောင်းလို့ရှိတယ်အဲ့ဒါမှပြန်ပြောစေချင်ပြန်ပြောပြမယ်နော်အမားဆိုတာဒီတစ်ခုပဲမှာသူလည်းဒါပဲမှာတာငါလည်းဒါပဲမှာတာဘာကြောင့်ငါကြမှာဒီလိုဖြစ်ရတာအရွယ်မတူလေမိသားစုမှာအနောက်ကနေလိုက်နေရတဲ့သူမှားတာနဲ့ဥဆောင်တဲ့သူမှားတာလည်းမတူဘူးဣသလနိုင်ငံဒီရန်သူတိုက်လို့ပျက်စီးတာထက်ခေါင်းဆောင်တွေရဲ့ဖျားကိုမချစ်ပဲဘာသာရေးနဲ့မှားရင်သောကိုးကွယ်မှုတွေဂျားထဲမှာအသက်ရှင်မှုကြောင့်ဖျားကအမျက်တော်ရှာပြီးဖျက်ဆီးလို့ပျက်စီးတာများတယ်အဲ့ဒါကို message တယ်ဓမ္မရာဇဝင်ကအလကားရေးထားတာဟုတ်အဲ့ကြောင့်ယောဘကသူ့သားသမီးတွေဖျားကိုတကယ်မချစ်ပဲစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာမှာကိုကြောက်ဖျားကိုတကယ်မချစ်ပဲဓမ္မဆရာတွေဖြစ်လာမှာကိုကြောက်ဒီနေ့လည်းဒီလိုပဲဖြစ်နေတာကျွန်တော်ခရစ်ယာန်နေစီးပွားရေးအောင်မြင်ဟာလေလုယာ praise the lord ကျေးဇူးတော်ချီးမွမ်းခြင်းတွေလုပ်တချို့တထေးတွေမိဘတွေ၄-၅ယောက်ယူဆရာတွေခေါ်ကျေးဇူးတော်ချီးမွမ်းတယ်ဆရာတွေကဘာချီးမွမ်းပေးရမလဲကိုမသိလုပ်ငန်းအောင်မြင်လို့ချီးမွမ်းတာလားမိမနောက်တစ်ယောက်ရလို့ချီးမွမ်းရတာလားဘာမှကိုမသိအဲ့ဒါမှားရဟုတ်ပဲကျွန်တော်သေဥဆရာတွေတရားဟောရင်နှုတ်ကပတ်တော်တိုင်းဟောရင်လူမကြိုက်လို့လူမလာရင်ဘုရားကျောင်းထဲမှာလူနေလို့ရှိရင်အဲ့ဒါတွေကတွေးလာတယ်ဒီကောင်မောင်တို့အသင်းတော်လေဖြောပြေးစံတာမှမဟုတ်တာပြောစေချင်တိုက်ကလပ်သွားပေါ့
အသင်းတော်ဆိုတာလူကိုပျော်ထားတဲ့နေရာမဟုတ်ဘူးလူနဲ့ဘုရားဆက်ဆံရေးကိုတည်ဆောက်တဲ့နေရာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုသိရအဲ့တော့ယောဘစိတ်ပူတာကတကယ်ပညာရှိရဲ့စိတ်ပူခြင်းဖြစ်တယ်နော်သားသမီးတွေကသူ့အမွေတွေမပေးလဲယူမှာပဲပိုင်ဆိုင်မှုကိုဒါပေမဲ့ glory ဆိုတာက your in ဆိုပြီးပေးလို့မရဘူးကဲအခုကြည့်ဒါဝိဒ်စီကိုတောင်းတယ်နိုင်ငံတော်ကိုပေးပါတဲ့ဒါဝိဒ်ကလည်းပေးလိုက်တယ် your in နိုင်ငံကပေးလို့ရတယ်နိုင်ငံကိုကြည့်လို့မရဘူးဒါပေမဲ့ဘာမရပါဘူးနိုင်ငံကိုချစ်ရတော့သူ့လက်ထဲမှာပဲဘာကိုပေးတဲ့အချိန်မှာတစားကွဲနေတဲ့တည်တည်လေးကိုပဲပေးလိုက်တာမဟုတ်ဘူးအကြည့်သိစရာဖြစ်ကျွန်တော်သားနဲ့ပွေးတာငါသားတွေကိုတနေ့ကြရင်ငါတီဆောက်ထားတဲ့ပေးမယ်ဆိုတဲ့စိတ် sorry ပဲမရှိဘူးအသင်းတော်ကိုချစ်တတ်သောစိတ်ကိုပဲတီဆောက်ပေးတယ်ဟာလေလုယာဘာသာရှိပါဘယက်မိဖုရားပညာနေတာနိုင်ငံတော်ကိုတောင်းရမှာမဟုတ်ဘူးနိုင်ငံကိုချစ်တဲ့စိတ်ကိုတောင်းရမှာအသင်းတော်ကိုတောင်းရမှာမဟုတ်ဘူးကျွန်တော်သေအောင်ဆရာတွေကိုသားသမီးကိုအသင်းတော်ကိုအမွေပေးတယ်မပေးရဘူးလို့မဆိုလို့ဒါပေမဲ့အသင်းတော်ကိုအမွေပေးခြင်းကပထမအရာမဟုတ်ဘူးအသင်းတော်ကိုချစ်သောစိတ်ကပထမအရာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုသိရအဲ့တော့ဒီနေ့ဒီကိုမောင်နှမတို့ကိုယ့်ကိုယ်ပြန်ဆက်စစ်ကြည့်အောင်ပထနာတော်တော့အများကြီးရွတ်နေတာပဲအစိုးပိုင်သောခွင့်နဲ့ဘုံတကူအာနုဘော်တော်သည်ကိုရော၌တည်ရှိပါအာမင်ဒါပေမဲ့ကျွန်တော်တော်တော်များများကဘယ်နောက်ပဲလိုက်လဲ power နောက်ပဲလိုက်ဖျားကြောင်သွားရင်တော့မှဝစ်ဆားစီရင်မှုကိုခံနာကျင်တာအဲ့ဒါ power နော်ဒါပေမဲ့တိတ်ခါကိုဦးစားပေးတာအဲ့ဒါ glory ဖြစ်တယ်တင့်ရဲ့အသက်ရှင်ခြင်းကိုဦးစားပေးတာအဲ့ဒါ glory ဖြစ်တယ်တင့်ရဲ့ဆုတောင်းခြင်းကိုဦးစားပေးတာ glory ဖြစ်တယ်သင်မှန်ကြည့်တာ power နော်မျက်နှာပြင်တာ power နော်နှုတ်ကပတ်တော်ကြည့်တာ glory နော် hallelujah မျက်နှာပြင်ဖို့စဉ်းစားတာ power အသက်တာကိုပြင်ဖို့စဉ်းစားတာ glory ဖြစ်တယ်ထိုမျိုးသည်နေအရောက်လိုက်အရောက်ကိုလိုမရှိဖျားသခင်ဤဘုန်းတော်သည်ထိုမျိုးကိုလေးစေလူဖြစ်သောလျောက်ခန္ဓာရှိပါတယ်ခန္ဓာရှိသောကြောင့်ပြင်ဆင်ရတာရှိတယ်ရေမိုးချိုရတယ်အလှပြင်ဆင်ရတယ်ခေါင်းဖိရတယ်ဖီးလိမ့်ပြင်ဆင်ရတယ်တန်တန်ရှင်းရှင်းနဲ့တသက်ရရမြင်ရတဲ့အပိုင်းကိုနေရတယ်သို့တော့အလား glory မဟုတ်ဘူးအဲ့ဒါ power ဖြစ်တယ် glory ကပါတယ်တင့်ရဲ့အသက်တာထဲမှာဖျားရဲ့ဘုန်းဖျားရဲ့ character ဖျားရဲ့ moral နဲ့အသက်ရှင်မှုကိုဆိုတယ်ကျမ်းစာမှာဆိုပါတယ်အဆုံးသတ်တော့ပဲငါတို့နဲ့တညီတညာနဲ့လူကိုဖန်ဆင်းကြဆိုဘုရားပြောတယ်ငါတို့နဲ့တညီတညာနဲ့လို့ပြောတဲ့အခါမှာဘုရားလို့ပြောလိုက်တော့ကျွန်တော်ပူဖော်လိုက်တာပါတယ်ဘုရားဆိုတာ transition ဖြစ်တယ်အရာခသိန်းကိုတတ်နိုင်တယ်ကျမ်းစာကပြောနေတာအဲ့ဒါမဟုတ်ဘူးဘုရားရဲ့ characteristic နဲ့ moral ကိုပြောနေတာသူတန်ရှင်းသည့်ဤသူငါဖန်ဆင်းတဲ့လူဒီတန်ရှင်းရမယ်သူဖြောင့်မတ်သည့်ဤသူငါဖန်ဆင်းသောသူဒီဖြောင့်မတ်ရမယ်ဟာလေလုယာအဲ့တော့ယေရုရှလင်မြို့သည်ဗျာဒိတ်21မှာပြောထားတာပါအငယ်23မှာထိုမြို့သည်နေဤရောက်လိုက်ရောက်ကိုမရှိအိမ်ဒီအိမ်ကိုဝင်ကြည့်တချို့တွေကြည့်တယ်ဟိုအိမ်မှာဆိုဖာဆက်တီကဘယ်လောက်တန်လဲကြည့်တယ်သူစပွဲကြီးကဘယ်လောက်တန်မဟုတ်ဘူးအဲ့ဒီလူဘယ်လောက်တန်လဲပဲဗျာစိတ်ဝင်စားတိုက်ဖို့အိမ်ကြီးကဝယ်လို့ရတယ်တိတ်ခါဝယ်လို့မရဘူးကျွန်တော်တရုတ်စာတွေဝတ်နေတဲ့ဝတ်လုံးတွေပတ်သက်ရှိဝယ်လို့ရတယ်ရေရွလူလည်းဝယ်လို့ရတယ်တိတ်ခါဆိုတာတိဆောက်ရတာ glory ဆိုတာတိဆောက်ရတာဟာလေလုယာဒါဝိဒ်ကနိုင်ငံတော်ကြီးကိုပေးလိုက်တယ်နိုင်ငံကိုချစ်တဲ့စိတ်ကိုသူမပေးနိုင်ကြတော့ရှော်တော်ဘုံလက်ထက်မှာတစရီဖြစ်သွားတယ်ဒါကြောင့်ဒီနေ့ယေရုရှလင်မြို့သစ်ဆိုတာနေရောင်လအလင်းရှိပါတယ်ဒါပေမဲ့နေရောင်လရောင်နဲ့လင်းတဲ့မြို့မဟုတ်ဘူးဖခင်ရဲ့ဘုံနဲ့လင်းတော်မြို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်မောင်နှမတို့သင်မစပြီးတင့်အိမ်သူအိမ်သားတင့်ရဲ့အတင်းတော်ဘာနဲ့လင်းနေလဲကျွန်တော်တို့ဒီ glory ကိုအနောက်မှာထားပြီး power ကိုရှေ့မှာထားနေလားကိုကိုစဉ်းစားဖို့လိုတယ်တေချာတာကတော့ယေရုရှလင်မြို့သစ်မှန်ရင်တကိုးဆိုတာမိထားတယ်ဘာနဲ့ပဲလင်းလဲဘုရားရဲ့ဘုံနဲ့ပဲလင်းကျွန်တော်တို့ရောက်ရှိတဲ့တတ္တာထဲမှာစစ်မှန်တဲ့ဘုရားရဲ့ဘုံနဲ့လေ့ကျင့်အားဖြင့်မြေကြီးပေါ်မှာဘုရားထားတဲ့ရွေးချက်နဲ့အကြံစီကိုပြည့်စုံစေတဲ့သူများဖြစ်စေဖို့ငါကျင်တဲ့အရောက်ရှိတဲ့နှုတ်ဘတော်အဖြစ်ဘုရားချက်စကားပြောပါစေ